ကိုယ့်ရဲ့စေတနာမှာဒေါသတွေမပါစေနဲ့ကုသိုလ်လုပ်တယ်ဆိုတာဓာတ်ပုံရိုက်တာနဲ့တူတယ်ဓာတ်ပုံရိုက်တဲ့အခါမျက်နှာမဲ့နေရင်ပုံထွက်လာတဲ့အခါမဲ့နေတဲ့ပုံပဲထွက်လာမှာပဲပြုံးရွှင်နေရင်ပုံထွက်လာတဲ့အခါပြုံးရွှင်နေတဲ့ပုံပဲထွက်လာမှာပဲဒီအတိုင်းပဲကုသိုလ်လုပ်တဲ့ဆိုတာဓာတ်ပုံရိုက်တာဖြစ်လို့စေတနာလှုပ်ရှားသလိုကမ္မတတိဓာတ်ပုံပေါ်လာတယ်စေတနာညံ့ဖျင်းသွားရင်အကျိုးပေးညံ့ဖျင်းသွားမှာပဲစေတနာကောင်းကောင်းထားရင်အကျိုးပေးလဲကောင်းမှာပဲစေတနာအခိုက်အတန့်မှာဒေါသတွေရောသွားမယ်ဆိုရင်ကမ္မတတိဓာတ်ပုံကလည်းဒေါသနဲ့ရောပြီးအယုတ်ဆိုးသွားမှာပဲကျေးဇူးတော်ရှင်တိပိတကရောဆရာတော်ဖရာကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတင်လောအဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါတယ်ရှင်